မင်္ဂလာပါလီဗာပူးကတော့နောက်ဆုံးစရပွဲစတိုက်ရှုံးပွဲမရှိခဲ့ဘူးဆိုပေမဲ့ပရီးမီးယားလိဂ်ကြီးပဲဆိုရင်နောက်ဆုံး၄ပွဲဆက်ကိုတည်ကြခဲ့တာပါလိကိုအိမ်ခွဲမှာတည်ကြတယ်ဖူဟန်ကိုအဝေးခွဲမှာ2-2တည်ကြတယ်အာဆင်နယ်ကိုအာဆင်နယ်ရဲ့အိမ်ခွဲမှာ0-0တည်ကြတယ်ကြားထဲမှာကစားတဲ့ FA Cup ဘန်စလီနဲ့ပွဲမှာတော့4-1နဲ့နိုင်တယ်အခုဒီတစ်ပတ်ဘန်လီနဲ့ပွဲမှာလည်း1-1တည်ကြတယ်လီဗာပူးကိုဖြတ်စီးခဲ့တဲ့စီးရင်မှာတော့အာနီစလော်လည်းပါတယ်လို့ပြောပါမယ်เนาะအာကစားဒရိုက်တာဖွဲ့ဝင်တွေလည်းပါတယ်လို့တောင်ပြောရတော့မလို့ဖြစ်သွားပြီဒီလိုပွဲမျိုးတွေတောင်နိုင်မြူနိုင်ဘဲနဲ့ရတော့လီဗာပူးဟာဒီကာလအတွင်းမှာတော့ဒီတစ်နှစ်အတွင်းမှာတော့ချန်ပီယံလိဝင်ခွင့်ကိုတော့ကျွန်တော်တို့စိုးရင်ရတဲ့အခြေအနေပါเนาะအာဆင်နယ်နေရှေ့ဆုံးကနေထိတ်ကနေပြင်းညနှစ်ပွဲတည်ကြတယ်လီဗာပူးကအဲ့ဒါကိုပဲလိုက်ပြီးတော့မန်စီးတီးတို့လီဗာပူးတို့ချဲလ်ဆီးတို့မန်ယူတို့ကအကုန်လုံးလိုက်မှားကြတယ်မန်ယူတောင်ပါသေးတယ်ဗျာလီဗာပူးဆိုလို့ရှိရင်နောက်ဆုံး၄ပွဲဆက်တိုက်တည်ကြတယ်ဒါဘန်လီကိုအင်ကွင်းမှာတည်ကြတော့တော်တော်ကိုရုပ်ပေါက်တဲ့အသင်းနောက်တစ်ခုရှိတာကတန်းတက်အသင်း၃သင်းလုံးဒီတစ်နှစ်မှာမနိုင်ဘူးဆိုတာလေအာနီစလော့ရဲ့လက်ထက်မှာဒါတော်တော်များများကိုနှစ်ပေါင်း100ကျော်လောက်အတွင်းမှာကိုဒါတော်တော်ကိုအန်အောင်စရာကောင်းတဲ့စံချိန်တစ်ခုပဲကွာနောက်တစ်ခုရှိတာ Florent Bass များဂိုးသွင်းလို့ရှိရင်လီဗာပူးအသင်းကအနိုင်မကန်ဘူးလို့များဆုံးဖြတ်ထားသလားအောက်မေ့ရပါတယ် Florent Bass ခြေစွမ်းပြလာတဲ့ပွဲတွေရှိလာတာနဲ့အမျှเนาะလီဗာပူးကဒီနောက်ဆုံးလေးပွဲမှာလည်းအနိုင်မရခဲ့ပါဘူးကြားထဲမှာတော့ Florent Bass နဲ့ Ekitike ဝင်လာမှ FA Cup မှာနိုင်ပွဲရသွားခဲ့တာတော့ရှိပါတယ်ပြောမှာတော်တော်ကိုစိတ်ပြက်စရာကောင်းနေဗျာဒီပွဲဟာဆိုလို့ရှိရင်လီဗာပူးရဲ့လိုအပ်ချက်ပို့ပြီးတော့ကိုမြင်သာလာခဲ့တယ်လို့ပြောရမယ်ပွဲပါပဲเนาะအများကြီးပြောနေရင်အမားကြီးအများကြီးပါနေဦးမယ်ဗျာအာနီစလော့ရဲ့လီဗာပူးကစိတ်ပြက်စရာကြီးဆိုတဲ့ဟာမျိုးပဲကျွန်တော်တို့မြင်တွေ့နေရတယ်Florent Bass နဲ့ Ekitike အတွဲဖက်လေးမိလာတာကိုတော့သဘောကျစရာကောင်းပါတယ်ကျန်တဲ့အချက်တွေကတော့ဘာမှအားရစရာမရှိပါဘူးဘာကူမှလည်းအာသာချက်တွေအဖြစ်အသုံးချနိုင်ခဲ့တာမရှိပါဘူးလီဗာပူးကနောက်ဆိုလို့ရှိရင်နောက်ပွဲတွေမှာဆိုလို့ရှိရင်မန်ယူရဲ့ကြော်တက်ချင်းတွေဘာတွေများခံရတော့မလားမသိပါဘူးခုကတော့ချန်ပီယံလိဝင်မှုအတွက်ကောကျွန်တော်တို့နောက်ရှေ့ဆက်မဲ့ရာသီအတွက်ပါတကယ်ကိုစိုးရိမ်စရာအခြေအနေဖြစ်နေပါပြီလီဗာပူးရဲ့နောက်တန်းနေရာဆိုလို့ရှိရင်တော်တော်ကိုစိတ်ပြည့်စရာကောင်းပါတယ်ဘန်ဒိုက်အသက်ရွယ်ကြလာနေမြကိုနစ်ကိုမြအကူရမလားလို့ထင်နေပါတယ်ကိုနစ်ကအမားတွေများကြာရခက်မပြီးတဲ့အလုံးတွေချွတ်ချောเนาะနိုင်ကိုတွေလည်းမထိန်နိုင်မဲနဲ့ကိုနစ်ရကြာရခက်နေတာဟာလေသူတို့ရဲ့ဒီနောက်တန်းကစားပုံနီးစနစ်ကြောင်များလားဒါမှမဟုတ်ဘဲနဲ့ကိုနစ်ကပဲအသင်းကိုထွက်ခွာခြင်းနေလို့ပဲကြောင်ကတန်းတွေလုတ်ပြီးတော့ဂျားထဲမှာခြေစွမ်းတွေပြက်နေတာလားမသိပါဘူးဒါကများကိုနစ်ကလာစား3သိန်းလိုချင်တာတွေဘာတွေဖြစ်ပြီးတော့เนาะရီယယ်မက်ဒရစ်ကိုသွားချင်တယ်တွေဘာတွေလုပ်သေးတယ်အခုလဲရီယယ်မက်ဒရစ်ကမခေါ်ချင်တော့ဘူးဆိုတော့ကိုနစ်ရဲ့ကစားသမားဘဝကလီဗာပူးမှာပဲလာစားတန်တိုးမလားဒီပုံစံအတိုင်းပဲဆက်သွားမလားဆိုတာကျွန်တော်တို့ဆက်စောင့်ကြည့်ရမှာပါเนาะဘန်ဒိုက်အနေနဲ့ကလည်းဒီကာလာတွေမှာဆိုလို့ရှင်တော်တော်တန်ကြီးကိုခြေစွမ်းကြာဆင်းနေတယ်အသင်းဘက်ကလည်းဒီလိုခြေနေမျိုးမှာဖြစ်နေတာတောင်မှပဲဒီဇန်နဝါရီကာလမှာကျွန်တော်တို့ခေါ်ယူသင့်တဲ့ကစားသမားတွေကိုလည်းမခေါ်ယူနိုင်ဘူးကိုဟီကိုပြီးခဲ့တဲ့ကာလတုန်းကအရခေါ်နိုင်ဖို့အတွက်စူးစမ်းခဲ့ပြီးတော့အခုကြတော့လေကျွန်တော်တို့မန်စီးတီးကိုတန်း20နဲ့လက်လွတ်လိုက်ရတယ်တကယ်တမ်းလိုအပ်ချက်ရှိနေတဲ့ဟာမျိုးမှာဆိုလို့ရှိရင်ကျွန်တော်သာဆိုကိုဟီကိုခေါ်မှာရအောင်ခေါ်မှာဘာဖြစ်လဲတန်း20ပေးလိုက်မှာပေါ့ဗျာဒီကာလမှာအသင်းရဲ့တိဆောက်ပုံရဖောင်ရင်းရိုင်နေတဲ့အသင်းတစ်သင်းအတွက်အထောက်ပံ့ဖြစ်စေမဲ့ကစားသမားကိုဘာလို့မရအောင်မခေါ်ချင်ရမှာလဲခေါ်ရမှာပေါ့ဗျာတကယ်ပတ်စံနေအတုံးထားတယ်ပြထားတယ်ဆိုပြီးမဲ့လေဒါကျွန်တော်တို့ငကြင်းစီနဲ့ငကြင်းပြန်ကြော်ထားတဲ့အကွက်တွေပါ Florent Bass တို့ Ekitike တို့ Isak တို့ခေါ်တဲ့ဟာမှာလဲနောက်တစ်ခုရှိတာ Isak ကိုခေါ်လိုက်လို့ Isak ကနာသွားတဲ့အတွက်များသူတို့အသင်းဒီပတ်စံတုံးထားတာကနစ်နာသွားတယ်လို့များထင်နေတာလားတော့မသိဘူးเนาะအသင်းဘုတ်ဖွဲ့တွေနဲ့အကစားဒိုင်တာတွေနေနေတော့အာနီစလော့အနေနဲ့လည်းဒီလိုပုံစံတိုင်းဆိုရင်တော့တိတ်ကြလိမ့်မယ်မထင်ပါဘူးကျွန်တော်ကတော့အာနီစလော့ကိုလည်းထုတ်စေခြင်းနေဒီကာလဒီလိုဟာမျိုးဒီအချိန်ကြီးထိအောင်ရောက်နေပြီဆိုမှတော့ရင်းရင်သွားပြီဆိုမှတော့ကျွန်တော်တို့ကာလာမှာဆိုလို့ရှိရင်တော်တော်ကြီးကိုရင်းရင်သွားတဲ့အသင်းအတွက်ဆိုလို့ရှိရင်အသင်းနီးပြကိုလည်းထုတ်ဖို့စဉ်းစားတယ်ထုတ်မယ်လို့လည်းကျွန်တော်ထင်ပါတယ်အခုချိန်မှာတော့ထုတ်မယ်လို့လည်းတင်းတော့တက်တော့ထွက်လာပြီဟုတ်ပြီအဲ့လိုထုတ်မယ်ဆိုတဲ့စဉ်းစားတဲ့အချိန်မှာဆိုတော့ကျွန်တော်တို့နီးပြတွေကဘယ်သူတွေကိုခက်အင်ချင်တယ်လဲဆိုတာကိုကျွန်တော်တို့တွေးကြည့်ရမှာပေါ့နော်ဒါတွေကနောက်တစ်ပတ်ဆိုလို့ရှိရင်မူဆလာကလည်းအာဖရိကဖလားကနေပြန်လာတော့မယ်မူဆလာကလည်းအာဖရိကဖလားမှာစတုထပဲရက်တည်နိုင်ခဲ့တယ်ပနီဒီလွဲပြီးတော့သူရဲ့
အိုမာမာမွရှိရယ်ပနယ်ဒီလဲသွဲပြီးတော့အာဖရိကဖလားကနေပြီးတော့စတုတ်ထက်နေရာမှာပဲရပ်တည်ခဲ့တယ်အဲ့ဒီအတွက်လီဗာပူးကရောနီးပြကိုထုတ်မယ်ဆိုလို့ရှိရင်ဘယ်သူတွေရှိလဲလောလောဆယ်မှာဆိုလို့ရှိရင်လိုဝေးအနေကေရှိမယ်ဗျာဇာဘီအလွန်ဆိုရှိမယ်ဗျာစတီဗင်ဂျရက်ရှိမယ်စတီဗင်ဂျရက်ကတော့နောက်ဆုံးမှစဉ်းစားတဲ့ကစားသမားနီးပြမျိုးပေါ့ဗျာနော်ကျွန်တော်တို့ဘယ်လိုတွေရှိလာနိုင်လဲဆိုတာတော့ဆက်ဆောင်ကြည့်ရမှာပါလီဗာပူးကဒီပုံစံတိုင်းသာဆက်သွားနိုင်မယ်ဆိုလို့ရှိရင်တော့ချန်ပီယံလိဝင်ခွင့်အောင်ရနိုင်ပါမလားအရယူနိုင်ပါမလားကျွန်တော်တို့ပြန်လဲစဉ်းစားကြည့်ရတော့မှာပါဒီချိန်တွေကတော့เนาะခြေစွမ်းတွေကတော့စုပ်ပြတ်တက်နေတာပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ဘက်မှာပြန်တွေ့ပါမယ်เนาะโอเคပါ